ပြည့်သေးနော်တလားမပြည့်သေးဟုတ်ပြီသူကဒီအောက်ချီလေးတွေကထိုးတာတွေက0 point ပဲရှိတယ်အောက်ချီလေးတွေက0လည်းမရှိဘူးဟုတ်ပါ0ဆို0နဲ့ထိုးလေဒီအရစ်တွေနော် blending ဝင်တယ်ဒီအရစ်တွေဒီအရစ်တွေအဲ့အရစ်တွေကမညီဘူးနော်အဲ့အရစ်တွေအရင်ဖြစ်နော်တော့ဒီမှာအပေါ်မှာ blending ခုနကတော့ဘီးပြားဝင်သွားပြီးပါဇမင်ရလဲတူတဲ့ခါကျတော့ဆရာတို့ကကပ်ပြားမမိတော့ဆရာတို့ကဘာလုပ်မလဲ open ကလို့နဲ့သွားမယ်အရင်ဆုံးဆရာတို့က open နဲ့သွားကြည့်မယ်open နဲ့သွားကြည့်မယ်အဲ့ guideline တွေကလည်းအရေးကြီးတယ်အဲ့တော့တူလားဒီအောက်က0မြင်လားညီညောင်သွားတွေ့လားဒီမှာပြေးလေးပဲဒါမှဆရာတို့ဘာလုပ်လို့ရမှာဖိတ်တီဆောက်ထားကြမှုံလေးဖြစ်သွားမှာမြင်လားအဲ့မှာတွေ့လားဟာလားဘာပြောရလဲပြီးသွားပြီအဲ့လိုစက်တက်မှန်ဆက်တဲ့သွားလေမင်းတို့ဟိုလန်းထိုးဒီလန်းထိုးလည်းအဲ့လိုလိုက်လို့ပြေးလို့မဆုံးတော့ဘူးဒါလေးကနည်းနည်းအနည်းလေးကြာလိုက်ကြည့်ပြချကြည့်ရအောင်မြင်လားပုံမိတက်သွားဒါလေးကြာတယ်မကြာဘူးမင်းတို့လည်းမမြင်ရမှာမင်းတို့အစ်လေးပဲအဲ့ဒါလေးကိုချောက်ရတယ်ဒါလေးထစ်တာဒါခုနကပြင်ထားတဲ့ဘတ်စကတ်နော်ဘတ်စကတ်ဟုတ်လားနော်โอเคမလားရမှာလို့ရမှာနော်โอเคအားလုံးအဆင်ပြေကြပါစေကျေးဇူးပါတယ်ဆရာโอเคနောက်တစ်ခါလာမယ်